Hello ဒီနေ့မှာတော့မြက်ကဒီမှာဆိုလို့ရှိရင်နိုင်ငံအနေနဲ့လူမျိုးတွေကိုလေ့လာတော့မှာဖြစ်ပါတယ်အဲ့တော့မြက်တို့ကဒီပေါ့နော် nationality ဆိုတာတော့လူမျိုးဖြစ်ပါတယ် country ဆိုတာကတော့နိုင်ငံပေါ့နော်အဲ့တော့မြက်တို့ကဒီနိုင်ငံကနေလူမျိုးဆိုရင်တချို့ပြောင်းတဲ့ခါမှာဆိုတချို့ meaning တွေကကြက်ရတာရှိရပေါ့နော်ဒါပေမဲ့ဒီမှာကျတော့အလွယ်နည်းမှတ်လို့ရအောင်လို့ဒီတော့ table လေးနဲ့ခွဲပေးထားတယ်ပေါ့နော်အဲ့တော့ AN IAN နဲ့စုံတဲ့နိုင်ငံဒီမှာဆိုရင်sorry စုံတဲ့ nationality ဒီမှာဆိုရင် ISH ပေါ့နော်ဒီမှာဆိုရင် ESE နဲ့ဒီမှာတော့တခြားတော့ other ပေါ့နော်အဲ့တော့ okay တစ်ချက်ကြည့်ရအောင်ညတော့ဒီမှာဆိုရင် Argentina ဆိုလို့ရှိရင်Argentina ဆိုတဲ့နားလေးမှာဒီမှာဆိုလို့ရှိရင်and လေးတစ်လုံးပို့ပါတယ် Argentina ပေါ့နော်ဒီမှာဆိုလို့ရှိရင် Australia ဆိုလို့ရှိရင် Australian ဆိုပြီးတော့ဒီမှာ and လေးတစ်လုံးပို့ပါတယ်Brazil ဆိုလို့ရှိရင် Brazilian เนาะ Brazilian okay ဒီမှာဆိုလို့ရှိရင် Brazilian Colombian India Indian Italy Italian Mexico Mexican okay the USA ဆိုရင် American South African South Korea South Korean okay ဒီမှာဆို and လေးတစ်လုံးပဲပို့သွားတာเนาะအရင်ကြီးထူးပြီးတော့ကြက်စရာကြီးတော့မလိုပါဘူးမှတ်နည်းလေးသိရင်ရပါပြီပိုလန်ဆိုရင် Polish Spain ဆိုရင် Spanish Turkish เนาะ the UK ဆိုရင် British ပေါ့เนาะBritish လူမျိုးလို့သုံးပါတယ် China ဆိုရင် Chinese Vietnam ဆိုလို့ရှိရင် Vietnamese Japan ဆိုလို့ရှိရင် Japanese okay France ဆိုလို့ရှိရင် French Germany ဆိုရင် German Switzerland ဆိုလို့ရှိရင် Swiss ပေါ့နော်အဲ့တော့ဒီလိုလေးတွေသုံးပါမယ်အဲ့တော့အရင်ကြီးတော့ကြက်စရာတော့မလိုပါဘူးအဓိကသူ့ရဲ့ဒီအခေါ်ပေါ်လေးတွေဘယ်လိုပုံစံပြောင်းဘယ်လိုဘယ်စကားလုံးလေးထည့်လိုက်လို့ရှိရင်ဒီnationality ဖြစ်သွားလဲဆိုတာလေးကိုသိရင်ရပါပြီအဲ့တော့ဒါလေးတွေကတော့ general knowledge အနေနဲ့ထည့်ပေးတာပါသိထားရင်ကောင်းတယ်ပေါ့နော်ဒါလေးတွေကဘာလို့ဆိုတော့နိုင်ငံနဲ့လူမျိုးဆိုတာလေးကအခေါ်ပေါ်လေးကမတူဘူးပေါ့နော်အဲ့တော့မြန်မာနိုင်ငံလို့ခေါ်ရင်တော့ဒီမှာဗမာလူမျိုးကရင်လူမျိုးရှမ်းလူမျိုးဆိုပြီးတော့ရှိသေးရပဲဆိုတော့သူတို့နိုင်ငံမှာလည်းဒါသူတို့ရဲ့လူမျိုးအခေါ်အဝေါ်လေးရှိပါတယ်ဒီအခေါ်အဝေါ်လေးတွေကိုသိထားလို့ရအောင်လို့ဒီသင်ခန်းစာလေးထည့်လိုက်တာဖြစ်ပါတယ် Argentina Australia Brazil Brazilian Colombia India Italy Italian Mexico Mexican the USA American South African South Korean Poland Polish Spain Spanish Turkish the UK British China Chinese Vietnamese Japanese French Germany German Switzerland Swiss လို့ပြီးတော့ဒီဟာလေးတွေသိထားအောင်လို့ဒီဗီဒီယိုလေးကိုထည့်လိုက်တာဖြစ်ပါတယ်